皆さんこんにちは。ဒီနေ့မှာတော့私がဒီဂျပန်ဘာသာစကားလေ့လာနေတဲ့သူတွေအတွက်အဆင်ပြေနိုင်မဲ့ဒီနော်ဂျပန်ဘာသာစကားလေ့လာဖို့အတွက်လိုအပ်တဲ့စာအုပ်စာတမ်းတွေကိုဝယ်ယူလို့ရမဲ့ဒီစာအုပ်လေးတစ်ဆိုင်ကိုလိုက်လံဒီမှာကြည့်ရှုနိုင်ဖို့ရန်အတွက်blog လေးတစ်ခုရိုက်ထားပါတယ်နော်အခုသွားနေပါပြီဒီတဲတန်းလားမှာရှိတဲ့ဇေယျတိတိလမ်းထဲကနေဝင်သွားမယ်နော်ဒီမှာရောက်ပါပြီနန်းဆန်နော်နန်းဆန်ဒီဂျပန်ဘာသာစကားစာအုပ်တွေရောင်းတဲ့ဆိုင်ကိုသွားခဲ့ပါတယ်ဒီနေ့ကတနင်္ဂနွေနေ့လည်းဖြစ်တဲ့အတွက်ကြောင့်ဒီနော်စာအုပ်ဝယ်တဲ့သူတွေနဲ့စာအုပ်ဆိုင်တွေကဆိုရင်စီကားလည်းရှိပါတယ်စာမျိုးရှာလိုက်မယ်ပေါ့နော်ဒီမှာ N2 level စာအုပ်လေးအမျိုးရှိပါတယ်ရှင့်ကြိုက်တဲ့စာအုပ်ကိုဝယ်လို့ရပါတယ်နော်ဒါကိုယ်တိုင်လေးလာဆရာတို့လေးလာခြင်းတဲ့သူအတွက်ဆိုရင်ဒီစာအုပ်လေးကအရန်အဆင်ပြေပါတယ်ဆရာတန်းဆရာအောင်ရဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဗလာရှိကိုယ်တိုင်လည်းတော့ဝယ်ထားတယ်ဒီမှာဒီတန်ကောပေါ့နော်တန်ကော2500ဒီစာအုပ်လေးအဲ့ဒါကြောင့်ဗလာရှိကိုယ်တိုင်လည်းကြည့်ခဲ့တယ်ဒါလေးကကြဘယ်လိုလဲဆိုတော့သူကဂျပန်ဘာသာစကားရဲ့အင်္ဂလိပ်ဘာသာစကားရဲ့နှစ်မျိုးလေ့လာလို့ရပါဘောနော်အဲ့ဒါကဆီယမတယောက်ပေါ့နော်ဆီယမနာမည်နေဆီယမဟိုတော့နောက်ကတော့မတ်မီရဆီယမစန္နာဝင်းနဲ့အရှိတလုံးကတော့တိတ်မတ်မီဘူးအဲ့စာအုပ်လေးလည်းကောင်းတယ်18000လောက်မသိဘူးကြည့်တော့ကြည့်ခဲ့တယ်အဲ့စာအုပ်လေးလည်းတော်တော်ကောင်းတယ်လို့ပြောကြတယ်နော်ဒီမှာဝရရှိကိုယ်တိုင်ကတော့ဒီစာအုပ်လေးကိုမဝယ်ခဲ့ပါဘူးဒီဒက်ခီရိုပေါ့အနုနီဒက်ခီရိုစာအုပ်လေးကိုတော့ဝယ်ထားပါတယ်ရှင့်ဒါကအဆောင်ဝယ်တဲ့လူတွေအဆင်ပြေအောင်လို့ဒီ vlog လေးကိုဝရရှိကိုယ်တိုင်ရိုက်ထားတာပဲဖြစ်ပါတယ်ရှင့်ဒီမှာစာအုပ်နမူနာလေးတွေကိုလည်းနော်ကြည့်ထားပါတယ်စာအုပ်လေးအဆင်ပြေပါတယ်ဟိုနောက်ကအန်နုနီ grammar လေးပေါ့နော်အဲ့စာအုပ်လေးအရန်ကောင်းပါတယ်ရှင့်ဆရာတော်လေးလာလူတွေအတွက်ဆိုရင်အရန်အဆင်ပြေရနော်အဲ့စာအုပ်လေးဒါကတော့တုတ်ကင်ပေါ့ဒီရဲ့ reading ပေါ့ဒါမှမြန်မာပြန်နဲ့မြန်မာပြန်နဲ့ရှင်းလင်းချက်တွေပေါ့ဒီမေကွန်းအဖြေလောက်ထားတဲ့အားလေးပဲဖြစ်ပါတယ်အဲ့စာအုပ်လေးဒါပေမဲ့ကိုယ်တိုင်တော့မဝယ်ခဲ့ပါဘူးဒီစာအုပ်လေးကိုကဲစာအုပ်တွေကတော့အမျိုးပဲเนาะဟိုမှာအေးစေးเนาะအေးစေးရွေးမှဝယ်လို့ရပါတယ်ရှင့်အမှာ coffee လည်းတောက်လို့ရတယ် coffee တောက်လို့ရအောင်လို့အမှာ coffee ကတော့ free တောက်လို့ရเนาะဟိုနောက်ကတော့ဆိုမတုံမဲ့ N1 စာအုပ်လေးတွေပေါ့ဓာတ်ပုံရိုက်ရှင်နဲ့အမှတ်တရဓာတ်ပုံရိုက်ရှင်တဲ့လူတွေအတွက်ဆိုလည်းအဆင်ပြေတယ်ဒါကတော့ Skimmy Sensei ရဲ့ဒီခန်းကြီးတွဲလုံးလေးတွေပေါ့တွဲလုံးလေးတွေကိုဒီရှင်းလင်းထားတဲ့เนาะတူရလေးတွေစုထားတဲ့စာအုပ်လေးဖြစ်ပါတယ်အမ Sensei Skimmy ထားတဲ့စာအုပ်လေးစာချက်ရှင်တဲ့စိတ်တဲ့အားလေးလည်းဝယ်ယူလို့ရတယ်ဒီစာအုပ်ဆိုင်လေးကိုကျမเนาะcomment ဒီစာအုပ်ဆိုင်လေးကိုလည်းရှိအမြဲတမ်းရောက်ဖြစ်တယ်တော်တော်များများပေါ့ဒီလက်ရှိမှာရှိတဲ့စာအုပ်တွေအများစုကိုဒီရဲ့ဆိုင်လေးကနေပဲဝယ်ခဲ့တာဖြစ်ပါတယ်ရှင့်ကျွန်မဟိုမှာလက်ရှိအတွက်လည်းအဆင်ပြေတယ်ဒီဆိုင်လေးကလေလက်ရှိကဒီလိုမျိုးတိတ်ဆိတ်တဲ့နေရာလေးတွေကိုပို့ကြိုက်တယ် ECC လည်းရွေးချယ်လို့ရတဲ့အတွက်ဒီစာအုပ်ဆိုင်လေးကိုအမြဲတမ်းလာဖြစ်တာပဲဖြစ်ပါတယ်ရှင့်ကဲစာလေးကတော့လေးလာနေသေးပါပဲဒါပေမဲ့လည်းစာအုပ်မြင်မရဝယ်ခြင်းတဲ့စိတ်ကဝယ်ခြင်းတဲ့စိတ်ရချုပ်နေထားလို့မရဘူးအဲ့ဒါဒီစာအုပ်လေးတွေလည်းဝယ်ခဲ့ပါတယ်တခြားကြောင့်မဟုတ်ပါဘူးပတ်စံသုံးလို့ရှိရင်ဒါသုံးမိကောင်းမှာဆိုလို့ဒီစာအုပ်လေးကိုအမှတ်တရအနေနဲ့ဝယ်ခဲ့တာပါစာရဲ့အတက်နိုင်ဆုံးတော့ဒါစူးစမ်းရေးလေးလာနေပါတယ်ပေါ့စာလေးလာဖို့အတွက်လည်းအချိန်တစ်ခုတော့ပေးရလေနော်အေးစေးကိုကြိုက်တဲ့စာအုပ်လေးတွေရွေးလို့ရတယ်ဒီဟာလေး3အုပ်ပေါ့နော်3လေးကိုကြည့်ရ3အုပ်စလုံးကောင်းတယ်ဒီရဲ့အစိမ်းရောင်လေးပေါ့ N3 ဘုံလေးတွေကိုရှင်းပြထားလေးအစာအုပ်လေးကကောင်းတယ်အစာအုပ်လေးက6000ဟိုနှစ်အုပ်ကတော့1000N1 ကတော့1000ဟို N3 က1000စုပေါင်း2အုပ်ဝယ်ခဲ့လိုက်ပါတယ်ရှင့်ဒီဆရာရဲ့ရှင်းလင်းချက်လေးတွေကဆိုရင်တော့ဝါဒရှိအတွက်ကအရန်ကိုအဆင်ပြေတယ်အဲဒါကြောင့်N3 လက်မှတ်တော့ရှိထားတယ်ဆိုမှလည်းဝါဒရှိကိုယ်တိုင်ကတေချာလေးပြန်လေးလာခြင်းတဲ့အတွက်ကြောင့်စာအုပ်လေးကိုထပ်မံဝယ်ခဲ့လိုက်ပါတယ်ရှင့်စာအုပ်လေးကိုချစ်တဲ့စိတ်ကလည်းဖျောက်လို့မရပါဘူးစာအုပ်မြင်ရဝယ်ခြင်းနဲ့ကဲဝယ်ပြီးတော့ပါပြီပြန်လိုက်ပါဦးမယ်ရန်လည်းအဆင်ပြေပါတယ်ဒီဆိုင်လေးကိုလာလေအရန်အဆင်ပြေပါတယ်သုံးမှလည်းဒီနန်းဆန် application လေးရှိပါเนาะအဲ့ဒါလေးကနေမှ audio file တွေကိုလည်း
နားထောင်လို့ရပါတယ်ရှင့်ဝရရှိကတော့လေးမှာဝယ်ဖို့အတွက် recommend ပေးပါတယ်ရှင့်အစင်နဲ့ပြပါတယ်နော်အားကလေးမှာဆိုရင်တော့ဝါရီဘီခိလေးလည်းရှိပါတယ်ရှင့်အဆိုင်လေးဆိုရင်အဆင်ပြေပါတယ်